သူတို့မိဘများကွယ်လွန်သွားခဲ့သည့်ထိုနှစ်တွင်ပင်မိသားစုပိုင်ကုမ္ပဏီမှလည်းပြိုလဲလူနီးပါးဖြစ်နေခဲ့သည်ဝင်းဘဝ၏အနေဆုံးအချိန်တွင်ကျွန်တော်သူမနှင့်အဆက်အသွယ်ဖြတ်ခဲ့သည်ငါနှစ်အကြာတွင်သူမ၏ကုမ္ပဏီမှ stock exchange တွင်လူသိရှင်ကြားစာရင်းဝင်သွားခဲ့သည်သူမအောင်မြင်သွားခဲ့ပြီးလူတိုင်းလေးစားအားကြရသည့် CEO ဝင်းမြဖြစ်လာခဲ့သည်သတင်းထောက်တဦးကသူမအနေဖြင့်မိသူကိုအကျေးဇူးအတင်ဆုံးလဲဟုမေးတော့အခါသူမ၏မျက်ဝန်းများမှာအေးဆက်နေပြီးအတန်တွင်လည်းမထောက်ထားညာတာမှုများစိတ်ထွက်နေလျက်ပတ်စံအတွက်နဲ့ကျမကိုစွန့်ပစ်သွားတဲ့အကူပေါ့တကယ်တော့မဟုတ်သေးပါဘူးသူကကျမရဲ့အကူမဟုတ်တော့ပါဘူးသူအခုဘလို့နေလဲမသိဘူးဟုဖြေခဲ့သည်သတင်းထောက်သည် CEO ဝင်းအကူဖြစ်သူကိုတနိုင်ငံလုံးအတိုင်းအတာဖြင့်လိုက်လံရှာဖွေခဲ့သည်စုချင်းငွေ10 တန်းထိပေးခဲ့တော့လဲကျွန်တော်ကိုဘယ်တော့မှရှာမတွေ့ခဲ့ကြချေသူတို့ရှာတွေ့ခဲ့တဲ့များမှာကျွန်တော်မတည်ဆုံးမီကရေးသားခဲ့သည့်နေ့စဉ်မှတ်တမ်းစာအုပ် diary လေးတာဖြစ်သည်သတင်းထောက်ကထိုမှတ်တမ်းစာအုပ်ကိုဝင်းထံကမ်းပေးလိုက်တော့အခါသူမဆုံးသွားခဲ့သည်စာအုပ်ကိုလှမ်းယူလိုက်တော့သူမ၏လက်များတုံ့ပြန်နေခဲ့သည်သို့တော့နောက်တစ်စက္ကန့်တွင်ပင်သူမကထိုစာအုပ်ကိုအမိုက်ပုံးထဲသို့လွှင့်ပစ်လိုက်ပြီးဒါနီယန်နင်းရဲ့နောက်ထပ်လက်ကွက်တစ်ခုလားဒါမှမဟုတ်ရှင်တို့က rating တက်အောင်လုပ်ကြံဖန်တီးထားတာလားဟုမေးခဲ့သည်သတင်းထောက်ကခေါင်းခါပြပြီးကျွန်တော်မှတ်တမ်းစာအုပ်ကိုအမိုက်ပုံးထဲမှာဂယုတစိုက်ပြန်ကောက်ယူလိုက်ကဒါကတကယ်ပဲမင်းအကူမတည်ခင်ကရေးခဲ့တဲ့မှတ်တမ်းစာအုပ်ပါသူ့ရုပ်အလောင်းကိုတော့တကြိုပြီးသွားပါပြီဘယ်သူမှလာမတောင်းဆိုကြလို့သူ့တန်ကပဲအားလုံးကိုစီစဉ်ပေးလိုက်တာပါဟုပြောသည်သူစကားပင်မဆုံးသေးမီဝင်းကဒေါသတကြီးထွက်လိုက်ပြီးသူ့ရဲ့ဒီလိုဟန်ဆောင်မှုလေးနဲ့ကျမကခွင့်လွှတ်လိုက်မယ်လို့မထင်နဲ့နန်းကိုသွားပြောလိုက်ပါကျမမှာအခုအကိုအသက်ရှိနေပြီလို့နန်းကကျမအတွက်ဘာမှမဟုတ်တော့ဘူးသူတည်သွားရင်တော့ကျမဂယုမဆိုင်ဘူးဟုအော်ဟစ်ခဲ့သည်သတင်းထောက်ကဝေခွဲမရဖြစ်ကဒါဆိုဒီမှတ်တမ်းစာအုပ်ကိုကျွန်တော်တို့ဘာလို့စီချင်လဲဟုမေးရဝင်းကအေးဆက်စွာရေမောရင်းဖတ်လိုက်လေသူဘလောက်တောင်ကောင်းကောင်းလိမ့်နိုင်မလဲဆိုတာကျမသိချင်တယ်ဟုပြောခဲ့သည်ချစ်ရတဲ့နေ့စဉ်မှတ်တမ်းလေးမင်္ဂလာပါဒီနေ့ကစပြီးငါ့ကိုစောက်ရှောက်ပေးပါဦးနော်မင်းကငါ့မှာကြံခဲ့တဲ့တူးလေးတော့အဖို့ပဲပြောပြရအောင်မယ်ဒီနေ့မိသားစုကပေးထားတဲ့လက်ဆောင်တွေကိုယူပြီးထွက်ပြေးဖို့လှုပ်တုံးဝင်းမိသွားတယ်ငါသူမမျက်နှာကိုမကြည့်ချင်လို့တိတ်တိတ်လေးပဲလစ်ထွက်သွားချင်တာဒါပေမဲ့သူမကအရန်ဆွဲကောင်းတာပဲငါလက်ကိုဆွဲပြီးမထွက်သွားဖို့ငါကသူမရဲ့တူးလေးတော့မိသားစုပါဆိုပြီးငိုယိုတောင်းပန်နေခဲ့တယ်ငါနှလုံးသားခဏတုံ့လောက်သွားပေမဲ့မျက်နှာကိုတင်းထားပြီးတွန်းထုတ်ပစ်ခဲ့တဲ့ကုမ္ပဏီကဒေဝါလီခံနေရပြီလေမင်းငါကြိုက်တဲ့မော်တော်ဆိုင်ကယ်မော်ဒယ်တွေကိုဝယ်ပေးနိုင်ဦးမှာမလို့လားငါကပတ်စံကိုရေလိုသုံးတာမင်းငါကိုကျွေးနိုင်ဦးမှာမလို့လားမင်းနဲ့အတူနေ့တိုင်းပတ်စံချစ်ကုတ်သုံးနေရမယ့်အစားငါကိုထောက်ပံ့ပေးမဲ့ချမ်းသာတဲ့မိန်းမတစ်ယောက်ရှာတာကမှမင်းထက်အများကြီးတာအောင်မယ်အဲ့လိုမိန်းမတစ်ယောက်ကိုလည်းငါတီးပြီးသားလို့ပြောလိုက်တယ်ဝင်းပြတလဲဖြစ်သွားပြီးအဲ့ဒါဘာတူလဲလို့မေးတယ်လိမ့်မခံစင်နဲ့လို့ပြောပြီးသူမပူစူးစားအလုပ်လုပ်မဲ့ပတ်စံတွေအများကြီးရှာပြီးငါကိုတခင်လေးတစ်ယောက်လိုဘဝမျိုးပြန်ပေးမယ်လို့ဂတိတွေပေးနေခဲ့တယ်ဒါပေမဲ့ငါဘာပြောခဲ့လဲသိလားငါအလိန်ခံခြင်းလို့ပေါ့မင်းနဲ့ဘာဆိုင်လဲမင်းတကယ်ပဲတက်နိုင်တဲ့ငါ့ကိုထောက်ပံ့နိုင်နေဆိုရင်တော့မင်းရဲ့ညီကောင်းလေးပြန်လုပ်ပေးမှာပေါ့အိမ်ပြန်လာမှာပေါ့ဒါပေမဲ့မင်းဘယ်တော့မှပတ်စံရှိမှလဲလို့ပြောခဲ့တယ်ဝင်းလိုမာနာကြီးတဲ့သူကငါ့ကိုမထွက်သွားဘူးဒူးထောက်တောင်းပန်ခဲ့တာပဲရင်နာစရာကောင်းတယ်မဟုတ်လားငါမျက်နှာလွှဲလိုက်ပြီးသူမမမြင်အောင်မျက်ရည်တွေကိုတုပ်လိုက်တယ်ပြီးတော့သူမကိုပါတစ်ချက်ရိုက်လိုက်ပြီးငါနောက်ကိုတကောက်ကောက်လိုက်မနေဘူးငါအနာဂတ်ကိုမဆွဲထားဘူးပြောခဲ့တယ်သူမနဲ့အဆက်အသွယ်လုံးဝဖြတ်မယ်လို့တောင်ချိန်ချောက်ခဲ့သေးတယ်ထိုပါရိုက်ချက်ကြောင့်ဝင်းအံ့အားသင့်ပြီးရက်ကြံခဲ့ကငါအိတ်တွေဆွဲပြီးထွက်သွားတာကိုမတက်နိုင်ပဲကြည့်နေခဲ့ရတယ်စိတ်မကောင်းပါဘူးဝင်းရဲ့အဲ့ဒါတကယ်နာသွားမှာပဲအီစာမျက်နှာကိုဖတ်ပြီးနောက်သတင်းထောက်လင်းသည်တက်ပြင်းအရှိကြီးချလိုက်သည် CEO ဝင်းကသူမအကိုအပေါ်ဒီလောက်တောင်မိခွန်းအားပြုခဲ့ရလိမ့်မယ်လို့ကျွန်တော်မထင်ထားမိဘူးဟုဆိုတော့လေကင်မရာကဝင်းထန်သို့လှည့်သွားချိန်တွင်သူမ၏မျက်နှာအမူအရာကအနှဲငယ်မြပင်ပြောင်းလဲမသွားပေကြောက်ခဲကဲ့သို့အေးဆက်စွာဖြင့်သူမကကျမနောင်လိုက်ရတယ်သူ့ပေါ်ကောင်းခဲ့မိတာတွေကိုနောင်လိုက်ရတယ်ကျမကျေးဇူးကမ်းတဲ့ခွေးတစ်ကောင်ကိုမွေးခဲ့မိတာပဲဟုခက်ဆက်ဆက်ပြောခဲ့သည်ချေရတဲ့နေ့စဉ်မတန်လေးငါပြန်လာပြီးဒီနေ့စစ်ဆေးမှုတွေထပ်လုပ်ဖို့တခြားဆေးရုံတစ်ခုကိုသွားခဲ့တယ်ပထမဆုံးယောဂရှာဖွေတွေ့ရှိချက်ကြီးမားနေပါစေလို့ဘလောက်တောင်ဆူတောင်းမိလဲဒါဆိုငါဝင်းစီပြန်သွားပြီးတောင်းပန်လို့ရတာပေါ့ငါမာနာကိုချလိုက်ရုံနဲ့သူမကအရင်လိုပဲငါ့ကိုခွင့်လွှတ်မှာဒါပေမဲ့ဘဝကအံ့ဩစရာအလှည့်ပြောင်းတွေကိုလွယ်လွယ်နဲ့မပေးပါဘူးဆရာဝန်ကတီကြီးတဲ့မျက်နှာနဲ့ကြည့်ပြီးမိမိဘာတွေပမာလဲဒါကအသေးကင်ဆာနောက်ဆုံးအဆင့်ပဲမင်းချက်ချင်းဆေးရုံတက်ရမယ်တဲ့ငါအဲ့ဒါကိုအပြည့်အဝနားမလည်ခဲ့ပေမဲ့တရားမှာကြောက်တဲ့စိတ်ကြောင့်ငုံမိခဲ့တယ်ငါအသက်18နှစ်ပဲရှိသေးတာလေဆရာဝန်ကတနာကယူနာမျက်ဝန်းနဲ့ကြည့်ပြီးဆေးရုံတက်ခွင့်ဖောင်ကိုကမ်းပေးခဲ့တယ်ငါပတ်စံပေးရမယ်ဆက်စီပြေးသွားပြီးဈေးနှုန်းကိုကြည့်လိုက်ကတိတ်တိတ်လေးဆေးရုံကနေလစ်ထွက်ခဲ့တယ်ကိစ္စမရှိပါဘူးငါအကောင့်နဲ့ချိတ်ထားတဲ့ဝင်းရဲ့ဘဏ်ကတ်ရှိသေးတာပဲသူမအပင်ပန်းခံရှာထားတဲ့ပတ်စံတွေကိုချွေတာပေးတာကပိုကောင်းပါလေဘာပဲဖြစ်ဖြစ်ငါမကြခင်သေးတော့မှာပဲသူမခက်ခက်ခဲခဲရှာထားတဲ့ပတ်စံတွေကိုဘာလို့ဖြုံးတီးပြရမှာလဲမိဘတွေတွဲလုပ်ခဲ့တဲ့ကန်ထရိုက်တာကပတ်စံတွေယူပြီးထွက်ပြေးသွားပြီးနောက်ဆောက်လုပ်ရေးသဘောတူညီချက်ပြပြသွားခဲ့ပြီးဘန်နာရေးအခြေအနေတွေပြိုလဲခဲ့ရတယ်မိဘတွေဟာကြီးမားတဲ့ဖိအားတွေအောက်မှာပင်ပန်းဆင်းရဲစွာရုန်းကန်ခဲ့ရပြီးစီးပွားရေးညစာစားပွဲတစ်ခုကအပြန်ကားအက်စစ်တင်ဖြစ်ပြီးနှစ်ယောက်လုံးဆုံးပါသွားခဲ့ကြတယ်အရာအလုံးကဝင်းရဲ့ပခုံးပေါ်ကြားရောက်လာခဲ့တယ်ကျွေးမီကောက်ခံသူတွေအိမ်တကားဝအထိရောက်လာပြီးရောင်းလို့ရတာမှန်သမျှလူယူသွားကြတာကိုငါမျက်စိနဲ့ကိုမြင်ခဲ့ရတယ်ဝင်းဟာငါနိုင်ငံသားမှာပညာသင်ဖို့အတွက်ငွေသိန်းချီစုမိအောင်ထိုလူတွေကိုဒူးထောက်ကောင်းကုန်ပြီးတောင်းပန်ခဲ့ရတယ်ဒါပေမဲ့နောက်ဆုံးတော့ဘဏ်ကအားလုံးကိုတင်သွားခဲ့တာပါပဲကျွေးဆက်ဖို့အတွက်ဝင်းဟာတက်နိုင်သမျှလူတိုင်းစီကပတ်စံချေခဲ့ရပြီးအစာအိမ်တွေးယူတဲ့အထိအရက်တွေတောက်ခဲ့ရလို့ဆေးရုံတက်ခဲ့ရတယ်ဒါပေမဲ့သူမအနားယူဖို့အချိန်မရှိသလိုပတ်စံလည်းမရှိခဲ့ဘူးတတိယလာတာနဲ့ဆေးရုံကဆင်းပြီးကုညီမဲ့သူမှန်သမျှရှိမှကိုနှိမ့်ချကဖောက်တဲ့တွေကိုလိုက်တောင်းပန်ရုန်းကန်ခဲ့ရတယ်ငါငိုပြီးသူမကိုအရင်နာဖို့တောင်းပန်တော့သူမကိုတန်မနီနဲ့လှုပ်ထားတာမလို့ဘာမှမဖြစ်ဘူးတဲ့သူမကနည်းနည်းလူအဆန်နဲ့မဟုတ်လားငါသူမရဲ့ဝင်ထုတ်ဝင်ပိုးတွေကိုမျှဝေချင်ခဲ့တယ်နိုင်ငံခြားမှာပညာသင်ဖို့မလိုတော့ကြောင်းငါဟာအရင်လိုအလိုလိုက်ခံထားရတဲ့တခင်လေးမဟုတ်တော့ကြောင်းအရာအလုံးကိုစွန့်လွတ်နိုင်ကြောင်းဝင်းကိုပြောပြချင်ခဲ့တယ်အချိန်ပိုင်းလှုပ်ပြီးသူမကိုပြန်ဆောက်ရှောက်နိုင်တယ်လို့တွေးခဲ့ပေမဲ့အဲ့ဒီအချိန်မှာပဲငါကကုန်ကြစည်အများဆုံးဖြစ်တဲ့ယောဂဝေဒနာကိုရရှိခဲ့တာပဲချစ်ရတဲ့နေ့စဉ်မတန်းလေးဒါပေမဲ့ကန်ဆိုးစွာပဲအဲ့ဒီအချိန်မှာပဲငါဟာကုန်ကြစည်အများဆုံးဖြစ်တဲ့ယောဂဝေဒနာကိုခံစားခဲ့ရတယ်ချစ်လာစွာသောဒဏ်ရာကြီးမင်းကောငါ့ကိုအတုံးမကျဘူးလို့ထင်လားသတင်းထောက်လင်းရဲ့မျက်ဝန်းတွေနီးမြန်းလာခဲ့တယ်ရှင့်အကိုထွက်သွားတာတကယ်ပဲအကြောင်းပြချက်ရှိခဲ့တာပဲ
ဒီလောက်ငငယ်ရွယ်ရွယ်နဲ့အသေးကင်စာနောက်ဆုံးအဆင့်ဆိုတာတကယ်ကိုရင်နာစရာပါပဲလို့ဆိုတဲ့ဝင်းကအေးဆက်စွာရေမောပြီးတနာစရာဇလန်းစင်နေတာပဲသတင်းထောက်လင်းသူ့အလှည့်စားမခံပါနဲ့နန်းဟာအမြဲတမ်းလူလိမ်ကျွမ်းကျင်သူပါသူငငယ်တုန်းကကြောင်းပြေးဖို့ခြေချင်းဝစ်လဲသွားခြင်းအောင်ဆောင်လို့တမိသားစုလုံးပြပြတလဲဆေးရုံတင်ခဲ့ရဘူးတဲ့သူ့ရဲ့တရုတ်ဆောင်ချက်ကအမြဲတမ်းပထမတန်းစားပဲလို့တုတ်ပြန်ခဲ့တယ်ဒိုင်ယာရီစာမျက်နှာ3မင်းညကငါထပ်ပြီးအိတ်မပြောခဲ့ပြန်ဘူးအိတ်မပြောချင်လို့မဟုတ်ပဲနာကျင်မှုတွေကြောင့်အိတ်လို့မရတာယောဂကပိုဆိုးလာတယ်အကြိုက်ခဲပျောက်စေးမရှိရင်ငါတကယ်ဖြတ်တန်းလို့မရတော့ဘူးဒါပေမဲ့ငါမှငွေမရှိဘူးပြီးတော့အခုလောလောဆယ်ပို့ပြီးအရေးကြီးတာတခုရှိသေးတယ်အိမ်လခမပေးရင်အိမ်ရှင်ကငါ့ကိုမောင်းထုတ်တော့မယ်ငါနဲ့ဝင်းအရင်ကပြောဖူးတဲ့တရားအောက်မှာအိတ်ရချင်းဆိုတာကိုတကယ်ကြုံတွေ့ရတော့မယ်ထင်တယ်တိုင်းဝတ္ထုဟောင်းတွေထဲမှာတော့အဲ့ဒါကတော်တော်မိုက်တယ်လို့ထင်ခဲ့တာအခုကြည့်လာတော့ငါအရန်ကြောက်တာပဲငွေမရှိတော့တဲ့အစုံမိဘတွေပေးခဲ့တဲ့လက်ဆောင်တွေကိုအွန်လိုင်းမှာတင်ရောက်မှုပဲရှိတော့တယ်အဲ့ဒါတွေကငါယူဆောင်လာနိုင်ခဲ့တဲ့အနေငယ်သောအရာတွေကတချို့ပေါ့ဒါပေမဲ့လူတွေကလာမေးပြီးဝယ်ဖို့ပြောတဲ့အခါတိုင်းကအမြဲတမ်းစင်ကြေတစ်ခုခုပေးပြီးညှင်းပယ်ခဲ့မိတယ်အမှန်ကတော့ငါအဲ့ဒါတွေကိုမစွန့်လွတ်နိုင်ခဲ့ဘူးနောက်ဆုံးမှာတော့နာကျင်မှုနဲ့စာလောင်မှုတွေကြောင့်ကက်ထဲကနေငွေ900ထုတ်ယူခဲ့တယ်ဝင်းရီ sorry ပါမင်းရဲ့ငွေတွေကိုငါထပ်သုံးပြီးပြန်ပြီးငွေမရှိခြင်းကငါရဲ့အစားရွေးတဲ့ဒလေးကိုပျောက်ကင်းစေခဲ့တယ်စာလောင်လုံးလို့သတိလစ်လူနီးပါဖြစ်နေချိန်မှာအမိုက်ပုံတွေကညစ်ပတ်ပြီးတဝက်ပဲကျန်တော့တဲ့ပေါင်မုံလုံးကိုကောက်စားခဲ့မိတယ်တကယ်တော့မဆိုးပါဘူးစင်းရဲမွေးတေမှုကတခင်လေးဘဝလူနေမှုကိုတကယ်ကုသပေးနိုင်တာပဲစူပါမားကတ်ကနေပေါင်မုံတအိတ်နဲ့ရေတပုံးဝယ်ခဲ့ပြီးဆေးဆိုင်ကနေအကြိုက်ခဲပျောက်စေးတချို့ဝယ်ခဲ့တယ်ကျန်နာတွေကိုတော့တင်ထားလိုက်တယ်ငါရဲ့ဆရာကထပ်ပြီးဖုန်းဆက်တယ်ငါ့ကိုပညာဆက်တင်ဖို့တိုက်တွန်းတယ်ငါ့လိုအမှတ်ကောင်းတဲ့သူကဒီလိုပြောက်ကွယ်မသွားတင်ဘူးတဲ့ဆရာဝင်းစီဖုန်းဆက်မှာကြောက်လို့ငါအကြောင်းထုတ်လိုက်ပြီလို့ပြောခဲ့ပေမဲ့ဆရာကဝင်းစီဖုန်းဆက်ခဲ့တယ်ထင်တယ်ဝင်းငါစီဖုန်းဆက်လာတယ်သူမရဲ့အတန်ကခက်ထန်ပြီးအေးဆက်နေတယ်နီယံမင်းကျမနဲ့ဘာမှမပတ်သက်ချင်တာသိတယ်မင်းဘလို့မိမနောက်လိုက်နေလဲကျမဂယုမဆိုင်ဘူးဒါပေမဲ့မင်းအမြဲတမ်းဂုဏ်ယူခဲ့တဲ့ပညာရေးကိုတော့အဲ့ဒီမိမအတွက်နဲ့မစွန့်လို့တင်ဘူးဒါတကယ်ပဲအဖေနဲ့အမေပြုစုပြောင်းထောင်ခဲ့တဲ့လူစားမျိုးလာတဲ့သူမရဲ့အတန်ကိုမကြားရတာ10ရက်လောက်ပဲရှိသေးပေမဲ့ဘဝတစ်ဝက်စာလောက်ကြာသွားတယ်လို့ခံစားရတယ်ငိုတန်တွေကိုအောင့်ထားဖို့လက်နဲ့ပါဆက်ကိုပိတ်ထားခဲ့ပေမဲ့မျက်ရည်တွေကတော့ကျလာဆဲပဲဝင်းရီမင်းကငါအယမ်းလွမ်းတယ်အခြားတစ်ဖက်မှာတော့စိတ်မရှိတော့တဲ့ဝင်းကနောက်ဆုံးစကားတစ်ခွန်းထပ်ပြောခဲ့တယ်ဒီဖုန်းကိုဆက်ပိတ်ထားလိုက်ဒါဆိုမင်းနဲ့ငါတကယ်ပဲပြီးတော့ဖုန်းချသွားခဲ့တယ်ငါအကြာကြီးငိုခဲ့ရတယ်ချစ်လာစွာတော့တိုင်ရရီငါဝင်းကို block work လုပ်တော့မယ်ပြီးတော့ကြောင်းထုတ်တဲ့စာရွက်စာတမ်းတွေကိုတွားလုပ်တော့မယ်သတင်းထောက်လင်းကဝင်းစိတ်လွင့်နေတာကိုသတိထားမိပြီးတိတ်တိတ်လေးမျက်ရည်တုပ်ကနောက်စာမျက်နှာကိုလှမ်းလိုက်တယ်ချစ်လာစွာတော့တိုင်ရရီငါအိမ်ပြောင်းလိုက်ပြီးနေရာဟောင်းကတညကိုငါဆဲကြတဲ့အရန်များလုံးလို့တမျိုးလုံးပတ်လန်းလျှောက်ပြီးရှာလိုက်တာနောက်ဆုံးမျိုးတောင်ပိုင်းကတိတ်ဆိတ်တဲ့ကြေးရွာလေးတစ်ခုမှာတညကို30ပဲပေးရတဲ့အခန်းတစ်ခန်းရှာတွေ့ခဲ့တယ်အခန်းထဲမှာကတင်လေးလုံးရှိတယ်ငါမျက်စောင်းထိုးမှာတမျိုးကြီးဖြစ်နေတဲ့တက်ကြီးရွယ်ဦးအမျိုးသားတစ်ယောက်ရှိတယ်ကြည့်လိုက်ုံနဲ့တင်ငါသူ့ကိုကြောက်နေမိပြီးငါကုတင်အောက်ထပ်မှာရှိတဲ့အမျိုးသမီးကိုတော့ကျေးဇူးတင်စွာနဲ့လှမ်းကြည့်မိတယ်သူမနာမည်ကဆန်နီတဲ့သူမမောကြည့်ပြီးပြုံးပြတယ်စိတ်အေးထားပါမင်းနောက်မှာငါရှိတယ်တဲ့သူမတကယ်ကောင်းပါတယ်အဲ့ဒီညကငါဆေးတောက်ပြီးကောင်းကောင်းအိပ်ပျော်ခဲ့တယ်အိမ်မက်တစ်ခုမက်ခဲ့သေးတယ်အိမ်မက်ထဲမှာအဖေနဲ့အမေကငါနဲ့ဝင်းကို Disneyland ခေါ်သွားကြတယ်ငါရမန်ကိုကြိုက်မှန်းသိလို့ဝင်းကငါအတွက်နာရီပေါင်းများစွာတန်းစီပေးခဲ့တယ်သူမအရှိဆုံးကိုရောက်တဲ့အခါငါနာမည်ကိုလှမ်းခေါ်ပြီးရမန်ရုပ်ကောင်အရှိကိုတွန်းပေးခဲ့တယ်နောက်ဆုံးတော့ငါရဲ့စူပါဟီးရိုးနဲ့တွေ့ဆုံပြီးတပုံရိုက်ခွင့်ရခဲ့တာပေါ့ငါအရန်ပျော်ပြီးမျက်လုံးတွေပိတ်သွားတဲ့အထိပြုံးနေမိတယ်အဖေအမေနဲ့ဝင်းတို့ကအနီးနားကနေပျော်ရွှင်စွာကြည့်နေကြတယ်ဒါပေမဲ့တပုံရိုက်ပြီးလှည့်ကြည့်လိုက်တဲ့အခါသူတို့အားလုံးပျောက်ကွယ်သွားခဲ့ပြီးတောက်ပတဲ့ကောင်းကင်ကြီးကချက်ချင်းမှောက်မိုက်သွားတယ်ငါပြတလဲနဲ့နေရာအနှက်လိုက်ရှာပေမဲ့သူတို့ကိုရှာမတွေ့ခဲ့ဘူးငါလန့်နိုးလာတော့ချွေးစေးတွေပြန်နေခဲ့တယ်ဆန်နီကစိုးရင်တကြီးနဲ့ကြည့်ပြီးအဆင်ပြေရဲ့လားလို့မေးတယ်ငါကောင်းခါပြမိတယ်ဆန်နီကငါဘာလို့ဒီမှာနေတာလဲလို့မေးတဲ့အခါငါအရာအားလုံးကိုပြောပြလိုက်တယ်ဘာလို့လဲတော့မသိဘူးငါသူမကိုယုံကြည်မိလို့ပါပြောပြလို့ပြီးတဲ့အခါသူမဘာမှမပြငါ့ကိုဖတ်ထားပေးခဲ့တယ်သူမရဲ့ရင်ခွင်ကအရန်နှွေးထွေးတာပဲဆန်နီကသူမဟာမိဘမဲ့တယောက်ဖြစ်ပြီးငွေစားအဖေရဲ့နှိပ်စက်မှုကိုမခံနိုင်လို့ထွက်ပြေးလာတာလို့ပြောပြတယ်သူမဆယ်ကျော်သက်အရွယ်ကလေးကတယောက်တည်းရုန်းကန်လာရတာမို့ကိုကာကွယ်နည်းတွေတော်တော်များများသိထားတာပေါ့မင်းလိုကောင်လေးမျိုးကငါနားမှာရှိဖို့လိုအပ်တယ်လို့သူမကပြောတယ်ဆန်နီကငါ့ကိုငွေစုနည်းတွေအများကြီးတင်ပေးတယ်ဥပမာစူပါမားကတ်ကိုသွားပြီးတက်တန်းကုန်ခါနီးပစ္စည်းတွေကိုရှာတာမျိုးပေါ့အချို့ဆိုင်တွေကငွေနှဲငယ်ပြန်အမ်းပေးတတ်ပြီးအချို့ဆိုင်တွေကတော့ငွေပြန်မပေးပေမဲ့တက်တန်းကုန်ခါနီးအစားအစာတွေကိုအလကားပေးတတ်ကြတယ်ပြီးတော့ဈေးတယ်တွေလွင့်ပစ်တဲ့ဟင်းသီးဟင်းရွက်အပိုင်းစားတွေကိုကောက်ယူပြီးပုံနေတဲ့အပိုင်းတွေကိုလှိထုတ်ကပြုတ်စားပြီးဝမ်းရည်ဖြည့်ရှင်းလေးကိုလည်းတင်ပေးခဲ့တယ်ဆန်နီကငါ့ကိုအချိန်ပိုင်းလုပ်တွေလည်းခေါ်လုပ်ပေးခဲ့လို့တမုံလဲမှာ60ရခဲ့တယ်အဲ့ဒီငွေကိုကင်ထားရင်ငါဟာပထမဆုံးအချိန်ဖြစ်လုံးဝအသုံးမကျတဲ့သူမဟုတ်တော့ဘူးလို့ခံစားရတယ်ငါတွေးမိတာကနေ့တိုင်းဒီလောက်ရှာနိုင်ရင်ငါတည်သွားပြီးရင်တော့ဝင်းအတွက်တစ်ခုခုခြံထားခဲ့နိုင်မလားပေါ့အဲ့ဒီအတွေ့အကြောင့်ငါအကျယ်ကြီးရေမုံပြီးတော့ဆန်နီကငါ့ကိုယူသွားပြီလားဆိုတဲ့မျက်လုံးနဲ့ကြည့်ပြီးမင်း60ရတာကိုဒီလောက်တောင်ပြောနေတာလားဆိုပြီးငါနှစ်ဖူးကိုတောက်လိုက်တယ်မင်းမတကယ်ရည်မှန်းချက်မရှိဘူးတဲ့အခန်းထဲကအဲ့ဒီထူးဆန်းတဲ့လူကြီးကိုစောင့်ကြည့်ရတဲ့အပြင်ည10နာရီမှမီးနဲ့ရေဖြတ်တတ်တာမို့အမြန်ဆုံးရေချိုးပြီးကတင်ပေါ်တက်ဖို့ပြန်ရသေးတယ်ဒီမှာနေရတာတကယ်တော့ပျော်စရာကောင်းပါတယ်မီးတွေပိတ်တော့မယ်ကောင်းတော့ညပါသတင်းထောက်လင်းကအဲ့ဒီထူးဆန်းတဲ့လူကြီးအကြောင်းဖတ်တဲ့အခါ CEO ဝင်းရဲ့လက်သီးတွေကြစ်ပါအောင်စုပ်ထားတာကိုသတိထားမိတယ်သူတွေးမိတာကဝင်းဟာသူမရဲ့အကိုကိုသူမပြသနေတဲ့လောက်မုန်းတီးနေတာမဟုတ်တော့ဘူးဆိုတာပါပဲဒါပေမဲ့ခဏအကြာမှာတော့ဒါဟာသူ့ရဲ့စိတ်ကူးရင်မှုတက်တက်ပဲဖြစ်လိမ့်မယ်လို့တွေးပြီးနောက်စာမျက်နှာကိုဆက်ဖတ်လိုက်တယ်ဒိုင်ယာရီစာမျက်နှာ၄ချစ်လာစွာသောဒိုင်ယာရီငါအဲ့ဒီအိမ်ကနေပြောင်းလာခဲ့ပြီးမနေ့ကငါတွေးရနာကိုစံနီမြင်သွားတယ်သူမမှာစုဆောင်းငွေမရှိတဲ့လောက်ပဲဖြစ်ပေမဲ့ငါကိုဆရာဝန်စီခေါ်သွားဖို့ဆိုအတင်းပြောခဲ့တယ်ငါသူမကိုငါယောဂအကြောင်းမပြောပြဘဲမိသားစုနဲ့စိတ်ကောက်ပြီးဆင်းလာတာလို့ပဲပြောထားခဲ့တာဒါပေမဲ့အခုတော့ဖုံးကွယ်ထားလို့မရတော့ဘူးငါတကယ်ပဲချိန်စာတိုက်ခံထားရတာထင်ပါရဲ့ငါဝင်းကိုဝင်ထုတ်ဝင်ပိုးမဖြစ်စေချင်တယ်လို့အခုမှတွေ့ရတဲ့ဒီလိုကျင်နာတက်ပြီးကြန့်ခိုင်တဲ့အမျိုးသမီးကိုလည်းဒုက္ခမပေးချင်ဘူးသူမတနေ့မှာကိုပိုင်ကားဝှက်ရှော့တစ်ခုဖွင့်ပြီးအိမ်လို့ခေါ်နိုင်တဲ့နေရာတစ်ခုရဖို့ငွေစုနေတာငါသိတယ်မင်းလိုအသက်အရွယ်မျိုးနဲ့လူတစ်ယောက်ကိုငါအသေးမခံနိုင်ဘူးလို့သူမကဆွဲနှပဲကြီးတဲ့မျက်ဝန်းတွေနဲ့ပြောခဲ့တယ်
ငါပြုံးပြီးခေါင်းညစ်ပြခဲ့ပေမဲ့နှလုံးသားထဲမှာတော့နှုတ်ဆက်စကားဆိုနေခဲ့ပါပြီနောက်တစ်နေ့မနက်အစောကြီးမှာငါရှိသမျှအနေငယ်သောအရာလေးတွေကိုယူပြီးတိတ်တိတ်လေးထွက်လာခဲ့တယ်အခုငါထိုင်ပြီးဒီစာကိုရေးနေတာခြေထောက်တွေလည်းထုံနေပြီးခဏလောက်နားပါရစေဦးโอเคငါခန္ဓာကိုယ်ကပိုပြီးမြက်မြက်ဆဆန်ပျက်စီးလာနေတယ်သွေးတွေထက်အံပြန်ပြီးလမ်းသွားလမ်းလာတွေကလမ်းဖြန့်ပြီးကြည့်ကနောက်ဆုတ်သွားကြတယ်လက်ညှိုးထိုးပြီးတိုးပြောနေကြတယ်ငါကိုပဲကွေးထားမိပြီးတော်တော်ကြာမှခေါင်းပြန်မော့နိုင်ခဲ့တယ်အဲ့ဒီအခါကျလာတဲ့သွေးတွေကဒီတိုင်းရကြီးပေါ်ပေးကျန်သွားတာကိုသတိထားမိတယ်ငါတုတ်ပြဖို့စူးစမ်းပေမဲ့သွေးကွက်ကပိုပြီးပြန့်သွားတယ် sorry ပါတိုင်းရကြီးလေးရေမင်းကိုညစ်ပတ်အောင်လုပ်မိပြီးတမင်လုပ်တာမဟုတ်ပါဘူးနာကျင်မှုတွေကအရာအလုံးကိုလွှမ်းမိုးသွားလို့ပါငါအဲ့ဒီမှာထိုင်ပြီးတက်တာအောင်လုပ်နေတော့နွမ်းပါတဲ့အဝတ်စားတွေဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ရှောက်လာပြီးငါလက်ထဲကိုငွေတချို့အတင်းထည့်ပေးခဲ့တယ်ငါဘလို့ပဲညင်းပဲသူမကငွေကိုချထားခဲ့ပြီးထွက်သွားခဲ့တယ်ငါသူမနောက်ကိုတိတ်လေးလိုက်ကြည့်မိတယ်သူမဟာမတန်ဆွမ်းဖြစ်နေတဲ့ခင်မုန်းတွေနဲ့အတူရှိနေပြီးခင်မုန်းဖြစ်သူကကလေးငယ်လေးတစ်ယောက်ကိုချီထားတယ်သူမကလေးပါကိုနမ်းပြီးတတိတွေရောင်းဖို့ပြန်អော်နေခဲ့တယ်ငါအကြာကြီးရက်ကြည့်နေမိတယ်မှောင်လာတဲ့အထိသူမရဲ့တတိတွေကတဝက်ကျော်မရောင်းရသေးဘူးသူမတက်ပြင်းချတော့ခင်မုန်းဖြစ်သူကအပေးစကားပြောရှာတယ်သူတို့နှစ်ယောက်ပစ္စည်းတွေတင်ဆက်ပြီးကလေးကိုချင်းတောင်းနဲ့ထည့်လိုက်တဲ့အချိန်မှာငါအုတ်ထုတ်ကိုဆွဲချပြီးအမြန်လျှောက်သွားကသူတို့မမြင်ခင်အဲ့ဒီငွေတွေကိုကလေးရဲ့အဝတ်စားကြတဲ့တိတ်လေးပြန်ထည့်ပေးခဲ့တယ်ဇလန်းစင်တာမဆိုးပါဘူးငါစိတ်ကူးရင်ပြီးငုံမိတော့မလို့သူ့ရဲ့ထောက်ပံ့သူကဖျက်တောက်လိုက်တော့အခုငွေရအောင်ဝတ္ထုတွေရှောက်ရင်းနေတာပေါ့သတင်းထောက်လင်းစက်ဖက်နေစရာမလိုတော့ပါဘူးကျမဒီမှာထိုင်ပြီးအချိန်ဖြုံးနေရတာတကယ်ပဲတနာစရာကောင်းလာပြီးသူကျမကိုမရင်ဆိုင်ရဲလို့တေးချင်းအောင်ဆောင်နေတာဆိုရင်သူတကယ်တေးသွားပြီလို့ပဲသဘောထားလိုက်မယ်ပြောပြီးဝင်းဟာလှည့်မကြည့်ပဲထွက်သွားခဲ့ပြီးအင်တာဗျူးလည်းပြီးဆုံးသွားခဲ့တယ်ဒါပေမဲ့ဒီစီစဉ်ဟာအွန်လိုင်းမှာအကြီးအကျယ်ပြန့်နှံ့သွားခဲ့ပြီးလူအချို့ကလွန်ခဲ့တဲ့9နှစ်ကမှတ်တမ်းတွေကိုရှာဖွေတွေ့ရှိခဲ့ရဝင်းဟာအကိုဖြစ်သူနဲ့အဆက်အသွယ်ဖြတ်ပြီးနောက်ပိုင်းကုထုံးစေကန်း Dirty Clinic တို့ပုံမှန်ပြသခဲ့ရကြောင်းတွေ့ရှိခဲ့ကြတယ်မိဘတွေဆုံးပါမှုနဲ့အကိုဖြစ်သူရဲ့တစ္ဆာဖောက်မှုကြောင့်သူမဟာပြင်းထန်တဲ့စိတ်ကြယောဂခံစားခဲ့ရတယ်လို့လူတွေကကောက်ချက်ချကြတယ်ကုမ္ပဏီပြန်လည်ကောင်းမွန်လာတဲ့အခါသူမဟာအခြားအကိုတယောက်မွေးစားအကိုယူကိုမွေးစားခဲ့ပြီးဒီတိုင်းယာရီဟာအွန်လိုင်းမှာအကြီးအကျယ်ငင်းခုန်စရာဖြစ်လာခဲ့တယ်အချို့ကနီယန်ဟာနာမည်ကြီးကျင်လို့တေးချင်းအောင်ဆောင်နေတာဖြစ်ပြီးညီမဖြစ်သူကိုဒေဝါလီခံရတဲ့ဒုက္ခတွေနဲ့ပြစ်ထားခဲ့ကအခုသူမအောင်မြင်လာမှတနာစရာတရုပ်ဆောင်နေတာလို့ပြစ်တင်ဝေဖန်ကြတယ်ဝင်းမှာအကိုအသက်ရှိနေပြီဖြစ်ပြီးသူ့ရဲ့18နှစ်ပြည့်မွေးနေ့မှာကစားကွင်းတစ်ခုလုံးကိုငှားရမ်းပေးခဲ့ကကန့်သက်ထုတ်လုပ်ထားတဲ့တိုင်ကားတစ်စီးလက်ဆောင်ပေးခဲ့တယ်လို့ကောလာဟာလာတွေထွက်ပေါ်ခဲ့တယ်ဒါပေမဲ့အခြားလူတွေကတော့ဒီဒိုင်ယာရီဟာအရန်ကိုအစ်စ်မှန်တူလုံးပြီးဒီလိုရေးနိုင်တဲ့သူဟာငွေနောက်လိုက်မဲ့သူမဟုတ်နိုင်ဘူးလို့ယူဆကြတယ်လူတွေကဒိုင်ယာရီရဲ့နောက်ဆက်တွဲကိုသိချင်နေကြတာမို့ရုပ်တံလိုင်းကဝင်းစီထပ်မံဆက်သွယ်ပြီးဒိုင်ယာရီကိုလူထုထံချပြခွင့်တောင်းခံခဲ့တယ်ဝင်းကတော့ဒီဒိုင်ယာရီကိုရုပ်တံလိုင်းကပဲစီစဉ်ဖို့ဖြည့်ဆည်းပြမလားချပြမလားသူမကယူမဆိုင်ကြောင်းအကူလင်းရီကတဆင်ပြန်ကြားခဲ့တယ်ရုပ်တံလိုင်းကမကြခင်မှာပဲမတိဆုံးခင်ကရေးခဲ့တဲ့နီယန်ဤဒိုင်ယာရီခေါင်းစဉ်နဲ့တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်ခဲ့တယ်သတင်းထောက်လင်းက CEO ဝင်းရဲ့ခွင့်ပြုချက်နဲ့ဒီနေ့ဒီဒိုင်ယာရီကိုမျှဝေပေးမှာပါလို့ဆိုကဒိုင်ယာရီကိုဖွင့်လိုက်တယ်တစ်ဖက်မှာတော့ဝင်းရဲ့ရုံးခန်းထဲမှာလင်းရီကဝင်းကိုကြည့်ပြီးတိုးဆုပ်စွာနဲ့ CEO ဝင်းထုတ်လွှင့်မှုစတင်နေပါပြီလို့ပြောပေမဲ့ဝင်းကမော့မကြည့်ပဲသူ့အကြောင်းငါဘာမှမကြားချင်တော့ဘူးလို့ပြောပြီးပြီပဲလို့ဖြတ်ပြောခဲ့တယ်ဒိုင်ယာရီစာမျက်နှာငါချစ်လာစွာတော့ဒိုင်ယာရီဒီနေ့ငါခွေးလေးတစ်ကောင်တွေ့တယ်ငါဒုက္ခမရှာချင်ပေမဲ့သူကဒိုင်ယာရနေတဲ့ခြေထောက်ကိုဆွဲပြီးငါနောက်ကိုတွတ်လိုက်နေခဲ့တယ်ငါသူ့ကိုမကြွေးနိုင်မှန်းသိလို့စိတ်ကိုတင်းပြီးဆက်လျှောက်ခဲ့ပေမဲ့နှစ်လမ်းလောက်အပြီးမှပြန်လှည့်ကြည့်မိတယ်ငါသူ့ကိုချီလိုက်တဲ့အချိန်မှာအဲ့ဒီခွေးဝါလေးရဲ့မျက်ဝန်းတွေတောက်ပသွားပြီးငါလက်ဖွားကိုရှာနဲ့တစ်ဖြက်ဖြက်လျက်တော့တာပဲငါတက်ပြင်းချမိတယ်သူငါ့ကိုအားကိုးလို့ရမှန်းသိနေပုံပဲငါသူ့ကိုလက်ကြီးလို့နာမည်ပေးလိုက်တယ်ငါလိုဘဝမျိုးမဖြစ်ပဲအသက်ရှည်ရှည်နေရပါစေလို့ဆုတောင်းရင်းပေါ်ငါသူ့ကိုတရိတ်ဆန်စေကန်းခေါ်သွားတော့စစ်ဆေးခတင်နေတဲ့ငါမှရှိသမျှကုန်သွားတယ်ခွဲစိတ်မှုအတွက်ငွေနှစ်တူညလိုအပ်ပြီးမခွဲရရင်လက်ကြီးတည်လိမ့်မယ်တဲ့ငါဆရာဝန်ကိုနောက်ရက်မှလာခဲ့လို့ရမလားလို့မေးတော့အနောက်ဆုံးမနှက်ပြန်ပေါ်လို့ပြောရှာတယ်ငါလက်ကြီးကိုချီပြီးလမ်းထောင်းတစ်ခုမှာထိုင်ကမင်းတကယ်ဥတူတူပဲချမ်းသာတဲ့သူတွေအများကြီးတဲကမှငါလိုတေခါနီးလူစင်းရဲကိုမှရွေးရလားငါငွေနှစ်တူညဘဲကရှာရမလဲလို့ပြောမိတယ်ခွေးလေးကငါပြောတာတွေကိုနားမလဲပဲအိမ်ရသွားပြီဆိုပြီးအမီတရမ်းနဲ့ပြောနေခဲ့တယ်အဲ့ဒါကိုကြည့်ပြီးငါမျက်ဝန်းတွေမျက်ရည်နဲ့ဝေဝါးလာခဲ့ရတယ်ငါမှရွေးချက်စရာမရှိတော့လို့ဗန်ဆက်အရှိမှရက်ပြီးဝင်းရဲ့ကထဲကနေ2000ဖို့လုပ်ခဲ့မိတယ်ဝင်းဒါမင်းရဲ့ငွေကိုငါနောက်ဆုံးအကြိမ်သုံးတာပါနော်ဒါပေမဲ့ကက်ကပိတ်ခံထားရပြီးဝင်းကက်ကိုဖျက်တောက်ပစ်လိုက်တာပဲငါနှလုံးသားတစ်ခုလုံးပြုတ်ကျသွားတယ်လို့ခံစားရတယ်သူမနဲ့ဘာမှမပတ်သက်ချင်တော့ဘူးလို့ပြောခဲ့တာငါကိုယ်တိုင်ပဲလေသူမငါ့ကိုဆက်ပြီးထောက်ပံ့စရာအကြောင်းမရှိပါဘူးငါဝင်းစီဖုန်းမဆက်ချင်ခဲ့ပေမဲ့လက်ကြီးအတွက်ကြောင့်ဖုန်းနံပါတ်ကို unblock လုပ်ပြီးဆက်ခဲ့မိတယ်ဖုန်းကတော်တော်နဲ့မကင်ပဲနောက်ဆုံးကင်တဲ့အခါအေးဆက်တဲ့အတန်နဲ့နောက်တရားလို့လား block လုပ်ပြီးမှအခုမှဖုန်းဆက်လာတယ်နော်ဘာလဲငွေကုန်သွားလို့လားတဲ့သူမပြောတဲ့စကားလုံးတိုင်းကငါ့ကိုနာကျင်စေခဲ့တယ်ငါဖုန်းချပစ်ချင်ပေမဲ့ရင်ခွင်ထဲကလက်ကြီးကြောင့်ငါ့ကိုငွေ2000လောက်ပို့ပေးပါလို့တောင်းဆိုမိတယ်ဝင်းခဏလောက်ငြိမ်သွားပြီးမှဒေါသအကြီးနဲ့မင်းဒီလောက်ကြာအောင်ဖုန်းမဆက်ဘူးငါကောင်းကောင်းစားရလားအိပ်ပျော်ရလားလွမ်းနေလားဆိုတာတခုံးမှမမေးပဲငွေပဲလိုချင်တာပေါ့ဟုတ်လားတဲ့ငါနှကန်းကိုကြိုက်ထားမိပြီးလဲချောင်းတွေကတွင်းညီနှံတွေကိုမျိုးချကဟုတ်တယ်လို့ပဲပြပြတတဖြေလိုက်တယ်ဝင်းကကောင်းပြီးမင်းငွေလိုချင်ရင်အားလုံးပေးလိုက်မယ်ပျော်ပြီလားမင်းစီကဘာမှမျောလင့်မထားတင်ဘူးနန်းမင်းမှာတကယ်နှလုံးသားမရှိဘူးဒီနေ့ကစပြီးငါတို့ဟာမောင်နှမမဟုတ်တော့ဘူးလို့ပြောပြီးဖုန်းချသွားခဲ့တယ်ငါကိုမထိန်နိုင်တော့ပဲဒူးထောက်ပြီးတွေးတွေအများကြီးအန်ချပစ်လိုက်တယ်လက်ကြီးကလက်ဖြန့်ပြီးငါမျက်နှာကိုလာလျက်ပေးနေခဲ့တယ်နာကျင်ပေမဲ့ရင်ဘက်ထဲကနာကျင်မှုကပိုဆိုးပါတယ်ဖုန်းကိုစစ်ကြည့်တော့ဝင်းကငွေနေတောင်းပို့ပေးထားပြီးငါပို့တဲ့ငွေတွေကိုပြန်ပို့ဖို့လုပ်တဲ့အခါသူမငါ့ကို block လုပ်သွားပြန်ပြီငါလက်ကြီးကိုဖတ်ပြီးအကြာကြီးငိုခဲ့ရတယ်ဝင်းငါ့ကိုတကယ်ဖျက်တောက်လိုက်ပြီဆိုတာသိလိုက်ရလို့ပါငါမရှိရင်သူမပူပြောမှမို့လို့ဖျက်တောက်စေချင်ခဲ့တာမှန်ပေမဲ့တကယ်တမ်းဖြစ်လာတော့ငါအသက်ရှူရတာခက်ခဲလာတယ်လက်ကြီးရေငါမှအိမ်မရှိတော့ဘူးကွာတိုက်ရိုက်ထုတ်လွှင့်မှုရဲ့မှတ်ချက်တွေမှာလူတွေကရင်နာစရာကောင်းကြောင်းလက်ကြီးဘာဖြစ်သွားလဲဆိုတာသိချင်ကြောင်းရေးသားလာကြပြီးသတင်းထောက်လင်းကနောက်စာမျက်နှာကိုလှမ်းလိုက်တယ်ဒိုင်ယာရီစာမျက်နှာ6သတင်းကောင်းကတော့လက်ကြီးခွဲစိတ်မှုအောင်မြင်ပြီးအခုကျန်းမာနေပြီဒါပေမဲ့သူကငါ့ကိုအယမ်းကတ်တာပဲသတင်းဆိုးကတော့ငါယောဂကပိုဆိုးလာပြီးတလားထက်မကတော့ဘူးထင်တယ်အကြိုက်ခဲပျောက်ဆေးတွေ
များကြီးသွားဝယ်တော့ဆေးဆိုင်ကဝန်ထမ်းတွေကငါ့ကိုမူရစ်ဆေးဆွဲသူလို့ထင်နေကြတယ်ဆေးစစ်ချက်မှတ်တမ်းပြပြီးတောင်းပန်မှာဆေးရောင်းပေးကြတယ်ဒါပေမဲ့ဆေးတွေကအာနိသင်မပြတော့ဘူးမနေ့ကလက်ကမ်းစာဆောင်တွေဝေနေတော့လမ်းပေါ်မှာငါသတိလစ်လဲကျသွားလို့လမ်းသွားလမ်းလာတယောက်ကဆေးရုံပို့ပေးခဲ့ရတယ်ဆေးရုံတက်ရမယ်လို့ဆရာဝန်ကပြောပေမဲ့ကုန်ကြဆေးကြီးလို့ငါချက်ချင်းပဲဆေးရုံကဆင်းခဲ့တယ်အဲ့ဒီညကနာကျင်မှုတွေကြောင့်ငါလူးလိမ့်နေတော့လက်ကီးကငါဘေးမှာကပ်ပြီးငိုတော့မဲ့မျက်နှာနဲ့လာလျက်ပေးနေရှာတယ်ငါအိမ်သာထဲပြေးသွားပြီးရှိသမျှအရာအလုံးကိုအန်ထုတ်ပစ်လိုက်တယ်မှန်ထဲမှာကိုမျက်နှာကိုကြည့်ပြီးလန့်သွားမိတဲ့စပင်တွေကျွတ်ပြီးအရေးပြားတွေဝါးနေကပါးတွေထိုက်ဝင်သွားခဲ့ပြီးအရင်ကဝင်းကငါရဲ့ကလေးမျက်နှာလေးကိုကြည့်ပြီးကြည်စဲဘူးတယ်ဒါပေမဲ့ဒီမျက်နှာကဒီတိုင်းပဲထာဝရရှိနေတော့မှာပါငါဖြည်းဖြည်းချင်းကြီးပြင်းချင်ခဲ့တာဝင်းပေးမှရှိနေပြီးသူမပျော်ရွှင်တာကိုကြည့်ချင်ခဲ့တာကောင်းတာတစ်ခုကတော့ဝင်းငါကိုဒီလိုပုံစံမျိုးနဲ့မမြင်ရတော့တာပါပဲငါအကြိုက်ခဲပျောက်ဆေးတွေကိုမျိုးချပြီးအိပ်ပျော်သွားခဲ့ပေမဲ့ညတစ်ခေါက်မှအဖျားတက်ပြီးနိုးလာခဲ့တယ်ဝင်းကိုငါအရန်လွမ်းနဲ့သူမကိုအဝေးကနေဖြစ်ဖြစ်တစ်ချက်လောက်ပဲမြင်ချင်မိတယ်ငါဝစ်စားမဲတွေဝစ်ပြီးဝင်းကိုတွားချောင်းကြည့်ခဲ့တယ်ဝင်းကအရင်လိုပဲလှပနေသေးပါဒါပေမဲ့သူမပျော်ဖို့မရဘူးသူမဆေးရုံကကုထုံးဆရာဝန်စီသွားတာကိုတွေ့လို့ငါအဲ့ဒီဆရာဝန်ကိုအတင်းမင်းမြန်းခဲ့ရတယ်ဆရာဝန်ကဝင်းဟာစိတ်ဝေဒနာခံစားနေရတယ်မိဘတွေဆုံးပါမှုနဲ့အကိုဖြစ်သူထွက်သွားမှုကြောင့်သူမကိုသူမအပြစ်တင်ပြီးစိတ်တက်ကြကကိုနာကျင်အောင်လုပ်နေတယ်လို့ပြောပြတယ်ငါငိုရင်းနဲ့ရဲမိတယ်သူမတကယ်မိုက်မဲတာပဲငါကသာအတုံးမကျတဲ့သူဖြစ်ပြီးသူမကိုဒုက္ခပေးခဲ့တာပါဝင်းကကဘာပေါ်မှာအကောင်းဆုံးအမပါသူမရုန်းကန်ပြီးငါ့ကိုတက်တောင့်တက်တာဘဝမျိုးပေးခဲ့တာငါဘယ်လိုလုပ်သူမကိုအထင်သေးရမှာလဲသတင်းထောက်လင်းကကင်မရာကိုဒိုင်ယာရီစာမျက်နှာပြရင်ဒီစာမျက်နှာမှာလက်ရည်တွေအပြင်မျက်ရည်တွေဆူရွှဲပြီးခြောက်တွေ့သွားတဲ့အကွက်တွေကိုသတိထားမိမှာပါလို့ပြောခဲ့တယ်ငါတကယ်အတုံးမကျဘူးဘာမှမလုပ်ပေးနိုင်ခဲ့ဘူးဝင်းကဘေးကဖျက်လျှောက်သွားတာတောင်သူမစီသွားဖို့တတိမရှိခဲ့ဘူးငါရဲ့လက်ရှိလူမဆန်တဲ့ပုံစံကိုသူမမမြင်ရတာပိုကောင်းပါတယ်ဒိုင်ယာရီရေငါဆုံးဖြတ်ချက်ချလိုက်ပြီးနာကျင်စွာနဲ့ဖြည်းဖြည်းချင်းတည်သွားမဲ့စာငါပါတာပဲအဆုံးတက်လိုက်တော့မယ်ဒါပေမဲ့လက်ကီကိုဘာလုပ်ရမလဲငါလက်ကီကိုဝင်းစီပေးခဲ့ခြင်းနဲ့သူမကိုအဖော်ပြုပေးဖို့ပေါ့မနှက်ဖြန်ကငါရဲ့မွေးနေ့မို့လို့နောက်ထပ်တစ်ရက်တော့အသက်ဆက်ရှင်ပါအောင်မယ်မွေးနေ့မှာတော့မသေးချင်ဘူးလေအရင်18နှစ်ပြည့်တုန်းကအဖေနဲ့အမေကကွန်ပျူတာအကောင့်စားကြီးလက်ဆောင်ပေးခဲ့ပြီးဝင်းကလက်ပတ်နာရီအကောင့်စားပေးခဲ့ဘူးလေအခုငါမှကြံတာကတော့တန်ဖိုးမရှိပေမဲ့ငါနဲ့အတူအမြဲရှိနေတဲ့အရာလေးတွေပေါ့ငါအသက်8နှစ်တုန်းကအမေပေးခဲ့တဲ့ဝက်ဝင်ရုပ်လေးကိုဖတ်ပြီးအိပ်မိတယ်ငါလက်ကီကိုချီပြီးမုတ်ဆိုင်ကိုသွားခဲ့တယ်ကိတ်မုတ်သေးလေးတစ်လုံးနှစ်ဆက်ပေးပြီးဝေခဲ့ကပန်းချံတွေကခုံတန်းရမှာထိုင်ပြီးဆူတောင်းခဲ့တယ်လက်ကီကျန်းကျန်းမာရှိပါစေဝင်းအောင်မြင်ပြီးပျော်ရွှင်ပါစေငါကိတ်မုတ်ကိုလက်ကီကိုကျွေးလိုက်တော့သူအရန်ပျော်သွားခဲ့တယ်ငါလဲစားလို့နည်းနည်းစားမိပေမဲ့ချက်ချင်းပဲအကုန်ပြန်အန်ထုတ်ပစ်လိုက်ရတယ်အဲ့ဒီနောက်လက်ကီကိုရေချိုးပေးဖို့2ရက်သုံးခဲ့ပြီးတန်ရှင်းမွေးကြိုင်နေတဲ့လက်ကီကိုဖတ်ထားမိတယ်ငါအခုလက်ကီကိုဝင်းစီပေးခဲ့တော့မယ်ကထဲကကြံတဲ့နှစ်ဆက်တူညာကိုလည်းသူမရဲ့တကားကြတဲ့ထည့်ပေးခဲ့မယ်အားလုံးအဆင်ပြေရင်ဒါငါရဲ့နောက်ဆုံးဒိုင်ယာကြီးဖြစ်လိမ့်မယ်ဒိုင်ယာကြီးရေငါမင်းကိုလွမ်းနေမှာပါလက်ကီငါမင်းကိုစောက်ရှောက်မယ်ဝင်းမင်းကိုငါအမျက်ကကွယ်သွားမယ်လူတိုင်းကဇလန်းပြီးပြီလို့ထင်ခဲ့ပေမဲ့နောက်စာမျက်နှာမှာစာသားအချို့ကြံနေသေးတာကိုသတင်းထောက်ကတွေ့ရှိခဲ့ပြန်တယ်လက်ကီရေငါမင်းကိုဘေးကင်းအောင်မစောက်ရှောက်နိုင်ခဲ့ဘူးဝင်းကမင်းမှာပိုင်ရှင်ရှိတယ်လို့ထင်သွားတာလားဒါမှမဟုတ်မင်းကိုမလိုချင်တာလားငါအနီးနားမှာပုံပြီးဝင်းမင်းကိုခေါ်သွားတာကိုစောင့်နေခဲ့တာဒါပေမဲ့လက်ကီကကျိုးကိုယုံထွက်ပြီးငါစီပြေးလာခဲ့တယ်ငါတာလက်ကီကိုဝင်းရဲ့လက်ထဲကိုယ်တိုင်ထည့်ပေးခဲ့ရင်အဆင်ပြေမှာလားငါငိုယိုပြီးလက်ကီကိုမထားခဲ့ဖို့တောင်းပန်ခဲ့ပေမဲ့သူခေါင်းလေးမော့ပြီးတစ်ချက်ကြီးကမျက်လုံးပိတ်သွားခဲ့ရှာတယ်ငါလက်ကီကိုဖတ်ပြီးငိုခဲ့ရတယ်ငါလက်ကီကိုအဖေနဲ့အမေရဲ့အုပ်ကူဘေးကတောင်ကုန်းလေးမှာမြုပ်နှံပေးခဲ့တယ်ဒီနေ့ညလာမင်းကြီးကတာယာနေပါတယ်လက်ကီရေဖြည်းဖြည်းသွားပါငါအခုမင်းစီလာနေပြီအဖေမေငါလာနေပြီဝင်းနှုတ်ဆက်ပါတယ်သတင်းထောက်လင်းစာဖတ်လို့ပြီးတဲ့အခါမျက်ရည်တွေစီးကျလာခဲ့တယ်ရုပ်တံလိုင်းကနီယန်ဟာလွန်ခဲ့တဲ့နှစ်စီကလေးကဆုံးပါသွားခဲ့တာအစစ်အမှန်ဖြစ်ကြောင်းအတည်ပြုခဲ့ပြီးထုတ်လွှင့်မှုကိုအဆုံးသတ်လိုက်တယ်။ online မှာ CEO ဝင်းမောင်ဖြစ်သူနီယန်ကွယ်လွန်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ခေတ်စားလာခဲ့ပြီးဆန်နီကလည်းနီယန်ရဲ့တပ်ပုံကိုတင်ကသူကွယ်လွန်သွားခဲ့တာအမှန်ဖြစ်ကြောင်းသက်သေပြခဲ့တယ်။အရာအလုံးအစစ်အမှန်ဖြစ်မှန်သိလိုက်ရတဲ့အခါအင်တာနက်စာမျက်နှာတစ်ခုလုံးတုံ့လောက်သွားခဲ့ရတယ်။လင်းရီကဝင်းကို CEO ဝင်းလွန်ခဲ့တဲ့နှစ်ကနှာခေါင်းပန်းရောင်နဲ့ခွေးဝါလေးတစ်ကောင်ကိုသတိထားမိဘူးလားလို့မေးတဲ့အခါဝင်းကအေးတတိရတယ်။အဲ့ဒီနေ့ကရုံးကပြန်တကားဝမှာခွေးလေးတစ်ကောင်ချီထားတာတွေ့လို့ငါတော့ပုတ်တက်ပေးခဲ့တယ်။ပြီးတော့အပြင်မှာစူညံတန်ကြားလို့ကြည့်လိုက်တော့ကောင်းလေးတစ်ယောက်လမ်းမအလဲမှာအဲ့ဒီခွေးလေးကိုဖတ်ပြီးငိုနေတာတွေ့ခဲ့တယ်။ခွေးလေးကပိုင်ရှင်ကိုလိုက်ရှာရင်းကျိုးပြက်ပြီးကားတိုက်ခံရတာထင်တယ်လို့ပြောပြခဲ့တယ်။လင်းရီကငိုရင်းနဲ့ရဲစခန်းကတေဆုံမှုမှတ်တမ်းကိုဝင်းစီကမ်းပေးလိုက်ပြီးရှင့်အကိုတကယ်ပဲဆုံးပါသွားခဲ့ပါပြီ။သူကိုအဆုံးစီရင်ခဲ့တာပါ။ဒီနေ့သူ့တိုင်ယာရီကိုချပြခဲ့လို့ရှင်တိတဲ့နဲ့ထင်လို့ပါလို့ဆိုကာထွက်သွားခဲ့တယ်။ရုံးခန်းထဲမှာဝင်းတယောက်ထဲကြံခဲ့ပြီးတေဆုံမှုမှတ်တမ်းကိုကြည့်လိုက်တဲ့အခါအမီနီယန်တေဆုံသည့်အချိန်လွန်ခဲ့သောနှစ်တေဆုံသည့်အကြောင်းရင်းဆေးအလွန်အကျွံတောက်ပြီးကိုအဆုံးစီရင်ခြင်းတွေ့ရှိသည့်နေရာမိဘများ၏အုပ်ကူအနီးရှိညစ်ကမ်းပေးတော့အောင်ငယ်။အလောင်းကိုလာရောက်တောင်းခံသူမရှိလို့သူ့တန်ကတကြိုခဲ့ကြောင်းရေးသားထားတယ်။အခင်းဖြစ်ပွားရာတပ်ပုံထဲမှာကောင်လေးတယောက်ဝက်ဝင်ရုပ်လေးကိုဖတ်ပြီးတစ်ပင်ကိုမိကတေဆုံးနေတာကိုတွေ့ရပြီးဘေးမှာဒိုင်ယာရီစာအုပ်ကိုပလတ်စတစ်အိတ်နဲ့တေချာထုတ်ပိုးထားတာကိုတွေ့ရတယ်။ဝင်းဟာနှလုံးသားတစ်ခုလုံးကွဲကြည်မတက်ငိုကြွေးမိတော့တယ်။နန်းမောင်လေးနဲ့သူမဟာသူ့ကိုမုန်းတီးခဲ့မိတာတွေနောက်ဆုံးဖုန်းခေါ်ဆိုမှုကိုရရဆက်ဆက်တုံ့ပြန်ခဲ့မိတာတွေအတွက်နောင်တရပြီးကျမ်းပြင်ပေါ်လူးလိန်ကငိုကြွေးခဲ့ရတယ်။အပြင်ကဝန်ထမ်းတွေလည်းသူမငိုနေတာကိုကြားပေမဲ့ဘယ်သူမှဝင်မနစ်သိရဲခဲ့ကြဘူး။နောက်ရက်တွေမှာဝင်းဟာရုံးမတက်တော့ပဲအိမ်မှာပဲအရက်တွေတောက်ပြီးနေ့ရက်တွေကိုဖျက်ဆီးခဲ့တယ်။ငွေစားအကိုယူရဲ့ဖုန်းကိုလည်းဒေါသတကြီးအော်ဟစ်ခဲ့ပြီးနောက်သူ့ကိုပြည်ပကကြောင်းကောင်းမှထားကရန်ပုံငွေတွေအများကြီးပေးပြီးအဆက်အသွယ်ဖြတ်တောက်ပစ်ခဲ့တယ်။သူမဟာနီယန်နေရာမှာအစားထိုးဖို့စူးစမ်းခဲ့မိတာကိုရှက်ရှုံမိလို့ပါတညမှာတော့ဝင်းအိမ်မက်ခဲ့တယ်အိမ်မက်ထဲမှာနီယန်ကအဝတ်စားဖြူဖြူလေးနဲ့လက်ကီကိုခေါ်ပြီးသူမရှိမှပြုံးရက်နေခဲ့တယ်ဝင်းကိုနာကျင်အောင်မလုပ်ပါနဲ့တော့ကျွန်တော်မမကိုဘယ်တော့မှအပြစ်မတင်ခဲ့ပါဘူးမမအောင်မြင်တာကိုကြည့်ပြီးကျွန်တော်အယမ်းကုန်ယူတယ်ကျွန်တော်တို့နှစ်ယောက်လုံးအတွက်အသက်ရှင်ပေးပါပျော်အောင်နေပါလို့ပြောပြီးပျောက်ကွယ်သွားခဲ့တယ်ဝင်းလန်နိုးလာတဲ့အခါမျက်ရည်တွေကျလာခဲ့ပေမဲ့ဒီတစ်ချိန်မှာတော့သူမဟာအသက်ဆက်ရှင်ဖို့ခွန်အားတွေရရှိခဲ့တယ်
နောက်တစ်နေ့မှာသူမဟာဆရာဝန်ခေါ်ပြီးကျမ်းမာရေးပြန်လည်ပြုစုကာကုမ္ပဏီကိုစနစ်တကျပြန်လည်ဦးစီးခဲ့တယ်ဝင်းဟာဆန်နီကိုလိုက်ရှာပြီးတွေ့ဆုံခဲ့တယ်ဆန်နီကနီယန်အကြောင်းတွေကိုငိုရင်းပြောပြခဲ့ပြီးဝင်းကဆန်နီကိုကူညီချင်ခဲ့ပေမဲ့ဆန်နီကညှင်းပယ်ပြီးဖောင်ဒေးရှင်းမှာပဲလှုပ်အားပေးအဖြစ်ကူညီခဲ့တယ်ဝင်းဟာနီယန်တိတ်ဆုံးခဲ့တဲ့တစ်ပင်ကြီးစီတွားရောက်ပြီးမျက်ရည်ကျကတောင်းပန်ခဲ့တယ်လို့မိဘတွေရဲ့အုတ်ကူဘေးကလက်ကြီးရဲ့အုတ်ကူလေးဘေးမှာနီယန်ရဲ့ဒိုင်ယာရီပြားတွေကိုဂရုတစိုက်မြုပ်နှံပေးခဲ့တယ်အဲ့ဒီနောက်ဝင်းဟာသူမရဲ့ပိုင်ဆိုင်မှုအများစုကိုလှူဒန်းပြီးနီယန်နဲ့ Lucky Foundation နဲ့ Lucky Foundation ကိုတည်ထောင်ခဲ့တယ်ဒီ foundation ဟာဆင်းရဲနွမ်းပါးတဲ့ကလေးငယ်တွေရဲ့ကင်ဆာရောဂါကုသမှုနဲ့လေလွင့်တိရစ္ဆာန်တွေကိုကူညီစောင့်ရှောက်ပေးတဲ့လုပ်ငန်းတွေကိုလုပ်ကိုင်တာဖြစ်တယ်ဝင်းဟာကလေးစေးရုံတွေကိုတွားရောက်ပြီးကလေးတွေကိုဆိုင်ကယ်မော်ဒယ်လေးတွေလက်ဆောင်ပေးကနီယန်ချစ်တွေကိုမျှဝေခဲ့တယ်၃နှစ်ကြာပြီးနောက်မွေးစားအကိုယူကပြည်ပကနေဖုန်းဆက်လာပြီးမိဘတွေမဆုံးပါခင်ညကဝင်းရေးခဲ့တဲ့ဒိုင်ယာရီဟောင်းလေးကိုရှာတွေ့ခဲ့ကြောင်းပြောပြတယ်အဲ့ဒီညကစီးပွားရေးဆုံးဖြတ်ချက်တစ်ခုကြောင့်ဝင်းဟာမိဘတွေကိုဒေါသတကြီးအော်ဟစ်ခဲ့ပြီးဒီမိသားစုပြိုလဲရင်အဖေတို့အမေတို့အဖြစ်ပဲလို့ရေးသားခဲ့တာကိုဝင်းပြန်တတိယသွားခဲ့တယ်အဲ့ဒီဒေါသကြောင့်မိဘတွေကားအက်ဆီဒင့်ဖြစ်ခဲ့ရတာမို့ဝင်းဟာနှစ်ပေါင်းများစွာစိတ်တန်ရာခံစားခဲ့ရပြီးနီယန်ထွက်သွားတာကိုလည်းသူမကြောင့်လို့အပြစ်တင်ခဲ့မိတာပါဝင်းဟာအုတ်ကူရှိမှဒူးထောက်ပြီးနန်းမောင်လေးကိုတတိယယုံနေမဟုတ်ပဲမောင်လေးရဲ့ဆူတောင်းအတိုင်းမမပြောအောင်နေပါတော့မယ်လို့ကတိပြုခဲ့တယ်အချိန်တွေကုန်လွန်သွားခဲ့ပြီးဝင်းဟာသတင်းထောက်လင်းနဲ့ပြန်လည်ဆုံတွေ့ခဲ့တယ်လင်းကနီယန်ရဲ့ပစ္စည်းတွေကကြံနေသေးတဲ့အဝါရောင်စာအိတ်လေးတစ်ခုကိုကမ်းပေးခဲ့တယ်အဲ့ဒီထဲမှာနီယန်ငယ်ငယ်ကဆွဲခဲ့တဲ့ပကြီးကားလေးတစ်ချက်ရှိနေပြီးကောင်းကင်ပြားကြီးအောက်မှာအဖေအမေလက်ကီးကိုချီထားတဲ့ဝင်းနဲ့နီယန်တို့ပျော်ရွှင်စွာလက်တွဲထားတဲ့ပုံလေးဖြစ်တယ်စာမျက်နှာပေါ်မှာကျွန်တော်မိသားစုဝင်းတယောက်ထာဝရပျော်ရွှင်ပါစေလို့ရေးထားပြီးအနောက်မှာတော့ဝင်း sorry ပါမမကိုချစ်တယ်လို့နောက်မှာထပ်ရေးထားတဲ့စာသားလေးရှိနေခဲ့တယ်ဝင်းအဲ့ဒီပုံလေးကိုဂယုတစိုက်ပေါင်းသွင်းပြီးအိတ်ခမ်းထဲမှာချိတ်ထားခဲ့တယ်အသက်ကြီးလာတဲ့အထိဝင်းဟာ foundation ကိုဆက်လက်ဦးစီးခဲ့ပြီးမွေးစားအကိုယူရဲ့မင်္ဂလာဆောင်ကိုလည်းတက်ရောက်ခဲ့ကသူ့ကလေးလေးတွေကိုလည်းနီယန်နဲ့လက်ကီးအကြောင်းပုံမြင်တွေပြောပြခဲ့တယ်သူမအသက်80ပြည့်မွေးနေ့မှာယူကမြင့်မလေးရဲ့လက်ရေးလေးနဲ့အဖိုးအဖွားဦးလေးနီယန်လက်ကီးနဲ့ကျွန်ုပ်တို့ဆိုပြီးပြန်လည်ပြုပြင်ထားတဲ့မိသားစုတပ်ပုံ album ကိုလက်ဆောင်ပေးခဲ့တယ်နောက်ဆုံးဝင်းအသက်ကြီးပြီးကွယ်လွန်ခါနီးအချိန်မှာတော့မျက်ရည်တွေကြားကနေပြုံးပြီးအဖေမေနဲ့ကျမစီလာကြိုတာလားနန်းကိုကောင်းကောင်းမဆောက်ရှောက်နိုင်ခဲ့လို့ sorry ပါနော်လို့ပြောရင်း CEO ဝင်းဟာကလေးငယ်တယောက်လိုအေးချမ်းသာရတဲ့အပြုံးနဲ့ဘဝကိုအေးချမ်းစွာအဆုံးသတ်သွားခဲ့ပါတော့တယ်